အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါလေဘုရားခင်ရဲ့ကိုယ်ကာမဆောင်မှုရှိအောင်မှာအားလုံးဒီကောင်းချမ်းသာနေမယ်လို့ယုံကြည်မျှော်လင့်ပါလေမနေ့ခင်တိုင်းမှာဘုရားခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်မိတ်ဆွေတင်တဲ့မိသားစုအိမ်တူအိမ်ကြားအရောက်စီတိုင်းကိုထာဝရဘုရားကောင်းချီးပေးဖို့ကွယ်ကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်ဖြာနာနေတဲ့သူတွေဆေးရုံစိတ်ခန်းတွေမှာရောက်နေတဲ့သူတွေဘဝအသက်တာထဲမှာအခက်အခဲပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားခင်ကအလေးအမြဲကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်အခဲပြဿနာအမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်ရှာလောမ်အားလုံးပေါ်မှာထာဝရဘုရားသံမှာလာတော်ညိတ်သက်ခြင်းတက်ရောက်ပါစေဘုရားခင်ရဲ့ကျေးဇူးတော်တက်တဲ့ကြောင့်2022ခုနှစ်ရဲ့ဩဂုတ်လ28ရက်နေ့ကိုရောက်ရှိလို့လာပါပြီဒီနေ့ထိတိုင်အောင်လမ်းပြပို့ဆောင်တော်မူသောဘုရားခင်ရဲ့ကျေးဇူးတော်အပေါင်းကိုချီးမွမ်းပါတယ်ဘုရားခင်ရဲ့ကျေးဇူးတော်တက်တဲ့ကြောင့်နေ့ရက်တွေတည့်ပြီးတည့်ဖြတ်တဲ့အသက်ရှင်သန်ခွင့်ရရှိပါတယ်နေ့ရက်တိုင်းမှာဘုရားကကောင်းမြတ်နေစေဖြစ်ပါတယ်အချိန်ဒီတိုင်းမှာဘုရားကောင်းမြတ်နေတယ်နေ့ရက်တိုင်းမှာမနေ့ခင်းတိုင်းမှာဘုရားရဲ့ကရုဏာတော်နဲ့ကျေးဇူးတော်ကိုအသစ်ခံစားစေတယ်ဒီနေ့ကနေ့ရက်သစ်ဖြစ်ပါတယ်မိတ်ဆွေတင်တခါမှမရောက်ဘူးတည်းတဲ့နေ့ရက်သစ်ဖြစ်ပါတယ်မနေ့ခင်းမိုးလင်းလို့မိမိအိယာကနိုးတာနဲ့ဥစွာဘုရားကိုသတိရပါဘုရားခင်ရဲ့ကျေးဇူးတော်တက်ကြောင့်နိုးထခွင့်ရတယ်ဘုရားရဲ့ကျေးဇူးပြုခြင်းကြောင့်အသက်ရှင်သန်ခွင့်ရတယ်မိမိဘဝအသက်တာထဲမှာလိုအပ်နေတဲ့လိုအပ်ချက်တွေထက်ဘုရားခင်မိမိကိုပေးထားတဲ့အရာတွေကိုရည်သွက်ချီးမွမ်းရင်းနဲ့အသက်ရှင်ဖို့လိုတယ်ဘုရားကိုဥစွာနှုတ်ဆက်ပါအရာအားလုံးထက်ဘုရားကိုဦးစားပေးအသက်ရှင်ပါမင်္ဂလာပါခမဲတော်ဘုရားမင်္ဂလာပါသားတော်ဘုရားမင်္ဂလာပါတန်ရှင်းသောဝိညာဉ်တော်ဘုရားသင်ကဒီလိုနှုတ်ဆက်တင်တာဖြစ်ပါတယ်အီမာနွေလရဲ့အတိတ်ပဲကကျွန်ုပ်တို့နဲ့အတူပါရှိတော်ဘုရားမိမိနဲ့အတူအမြဲတမ်းရှိနေတော်ဘုရားကိုအတိအမှတ်ပြုနှုတ်ဆက်ဖို့လိုတယ်အတွင်းနှလုံးသားထဲကနေဘုရားကိုလိုက်လဲကြည်ညိုတဲ့စိတ်နဲ့ဘုရားကိုဦးစားပေးအတွင်းနှလုံးသားထဲမှာဘုရားကိုရှင်ခွင့်ပေးပြီးနှလုံးသားတစ်ခုလုံးဘုရားကိုပေးအပ်အသက်ရှင်ဖို့လိုတယ်ဒါကြောင့်မိတ်ဆွေသင်ဘဝအသက်တာထဲမှာသင်အတွင်းနှလုံးသားထဲမှာလိုအပ်ချက်တွေလိုအပ်နေတဲ့အရာတွေနဲ့မပြည့်နဲ့ပါစေနဲ့သခင်ကိုနေရာပေးပြီးသခင်ယေရှုခရစ်တော်ကသင်ရဲ့အတွင်းနှလုံးသားထဲမှာစိုးစံနေပါစေနေရာရပါစေအတွင်းနှလုံးသားရဲ့အမြင့်ဆုံးပလင်မှာသခင်သာလျှင်စိုးစံနေပါစေ116ကြိမ်မြောက်သောဆာလံပိုက်ငယ်82မှာနှုတ်တော်ထွက်တရားသည်ရွှေငွေအထောင်အတောင်းထက်မကအကျွန်ုပ်၌တာ၍ကောင်းပါ၏ဆာလံဆရာကတော့နှုတ်ကပတ်တော်နဲ့ပတ်သက်ပြီးသူတန်ဖိုးထားတဲ့အရာရွှေငွေအထောင်အတောင်းထက်သာ၍ကောင်းသောအရာဖြစ်တယ်ဆိုတာကိုအတွင်းနှလုံးသားထဲကနေဝန်ခံထားတာကိုမိတ်ဆွေသင်ကတတိပြုမိမယ်ထင်ပါတယ်ဒါဝိဒ်ရဲ့ဘဝအသက်တာထဲမှာသူကငယ်ရွယ်စဉ်အချိန်ကလေးကတိုးကြောင်းရတော့သူဖြစ်ပါတယ်မိဘနဲ့အတူမနေရပဲတောထဲမှာကြီးပြင်းလာခဲ့တဲ့သူဖြစ်ပါတယ်သို့တော့နေ့ရက်စဉ်တိုင်းမှာသူကဖျားနဲ့အတူတွားလာတယ်တောတောင်တွေကိုမြင်တဲ့အခါမှာလေထာဝရဘုရားကိုအောက်မေ့တယ်သမင်တရေကိုမြင်တဲ့အချိန်မှာလေထာဝရဘုရားကိုတတိရတယ်စီးဆင်းနေတဲ့စိတ်ဆန်းရည်ကိုမြင်တဲ့အချိန်မှာလေထာဝရဘုရားကိုစာငတ်ကြောင်းဆက်ဆိုတယ်တေးတခြင်းများစွာဆာလံတခြင်းများစွာရေးဆက်ပြီးဘုရားကိုချီးမွမ်းပါတယ်သူထိန်းချောင်းနေရတဲ့သိုးတွေကိုကြည့်ပြီးထာဝရဘုရားသည်ကျွန်ုပ်ကိုသိမ်းတော်သိုးထိန်ဖြစ်တယ်စိန်လန်းသောကျက်စားရအရက်ကိုလမ်းပြပို့ဆောင်တယ်တာယာတဲ့မျက်နာမှာအိပ်ဆက်စေတယ်သူကြုံတွေ့ရသမျှအခြေအနေတွေအားလုံးမှာဘုရားကိုချီးမွမ်းစရာအကြောင်းဖြစ်စေတယ်ဆိုတာကိုမိတ်ဆွေသင်ကသတိပြုမိမယ်ထင်ပါတယ်မထင်မှတ်ပဲနေ့ရက်တရက်မှာသူရဲ့အကိုဖြစ်တဲ့သူတွေကိုထမင်းပို့တွားရင်းဂေါလိယရဲ့ချင်းချောက်တံကိုသူကြားတဲ့အခါမှာလူဘလူးကြီးဖြစ်တဲ့ဂေါလိယနဲ့တိုက်ခိုက်ဖို့အကြောင်းရင်းကြုံလာတဲ့အချိန်မှာထာဝရဘုရားရဲ့နာမတော်ကိုသတိရတယ်မိတ်ဆွေသင်ရဲ့အတွင်းနှလုံးသားထဲမှာဖျားကိုဦးစားပေးအသက်ရှင်ဖို့လိုတယ်ဘဝမှာမကျေနပ်စရာတွေအစင်မပြေခဲ့တဲ့အရာတွေအသိမှာနာကျင်ခဲ့ရတဲ့နာကျင်ခြင်းတွေသူတစ်ပါးရဲ့မတရားတဲ့ဖြစ်ပြုမှုခဲ့တဲ့အရာတွေဒီဇလန်းတွေကသင်နှလုံးသားထဲမှာပြည့်နှက်နေပြီလားဒီအရာတွေအားလုံးကို
စွန့်ပစ်လိုက်ပါထားခဲ့လိုက်တော့သင်ဘဝအသက်တာထဲမှာအတိတ်မှာသင်ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ခါးသီးခြင်းတွေအားလုံးကိုဖခင်ကတဖန်ပြန်ပြီးချိုမြိန်စေမယ်။တမန်ကျမ်းစာတွေကယောသတ်အကြောင်းကိုပြန်ပြီးသတိရစေခြင်းနဲ့သူ့ရဲ့နာကျင်ခြင်းတွေဝမ်းနည်းခြင်းတွေဆင်းရဲဒုက္ခတွေသူ့ပေါ်မှာမတရားခဲ့တဲ့သူတွေအနိုင်ကျင့်ခဲ့တဲ့သူတွေသူ့ကိုလဲဖျားခဲ့တဲ့သူတွေအားလုံးကိုယောသတ်ခွင့်လွှတ်ပါတယ်။ယောသတ်အနေနဲ့အနာဂတ်မှာဖခင်ပြင်ဆင်ပေးမယ့်အရာဖခင်ပြုလုပ်ပေးမယ့်အရာကိုမျှော်လင့်ခြင်းနဲ့ဖခင်နဲ့အတူအသက်ရှင်ခြင်းဖြစ်ပါတယ်။ဒါကြောင့်နေ့ရက်စဉ်တိုင်းမှာတနာခြင်းကရုဏာနဲ့ကြွယ်ဝတော်ဖခင်ခွင့်လွှတ်တတ်တော်ဖခင်ရဲ့သားသမီးဖြစ်ခြင်းကိုသက်သေပြပါ။ကောင်းကင်ဖခင်နဲ့အတူမိတ်ဆွေသင်ကခရီးသွားနေတာဖြစ်ပါတယ်။အမှုရာအားလုံးဖခင်လက်ဝဲထဲမှာအနံပြီးအသက်ရှင်ဖို့ဖြစ်ပါတယ်။သင်ရဲ့အတွင်းနှလုံးသားထဲမှာနှုတ်ကပတ်တော်ကိုကြည်ညိုခြင်းဖခင်စကားနှုတ်ကပတ်တော်ကိုတူထားဖို့လိုတယ်။ဖခင်စကားနှုတ်ကပတ်တော်ကရွှေငွေအထောင်အတောင်းထက်မကသာ၍ကောင်းပါတယ်။ဖခင်နဲ့အတူယဉ်ဤအကျွမ်းဝင်ခြင်းမိတ္တဟာယဖွဲ့ခြင်းဖခင်နဲ့အတူတွာလာခြင်းကရွှေငွေအထောင်အတောင်းထက်သာ၍ကောင်းပါတယ်။ဒါကြောင့်နေ့ရက်စဉ်တိုင်းမှာဖခင်ကိုမျှော်လင့်ရင်းဖခင်ကိုကိုးစားခြင်းနဲ့ဖခင်ရဲ့ဘုန်းတော်ကိုမိမိရှိနေတဲ့အရာမှာသင်ရှားစေတော်သူများဖြစ်ဖို့ဖခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်။အားလုံးကိုဖခင်အထူးကောင်းကြီးပေးပါစေ။အရာဖခင်သည်ကျွန်ုပ်ဤတို့တွင်ဖြစ်ပေ၏စိတ်တိုင်းရနာကျွန်ုပ်ကိုအိတ်ရှိသည်တာယာလာတော်မျက်နာသို့လမ်းပြတော်မူ၍ငါဝိညာဉ်သည်အစဉ်မြဲရွှင်လန်းပါ၏ရန်သူတို့၏ကြောကွင်း